ပါတယ်ဒီတင်းနေ3လေးပရိတ်လေးလုံးထဲကနှစ်3ည9ဆိုတဲ့အတွက်ကြောင့်မို့ခဏနေ့ရ3ညရ9ရပေါင်းရှင်းက7ပေါ့နော်ဒီပရိတ်ချပြီးသွားတာဖြစ်ပါတယ်တင်းနေ3လေးထဲကဒီပရိတ်ပေါ့နော်โอเคပြီးတော့ကျွန်တော်တို့ဒီမှာခွန်ကို9ရ3ခွန်မှာ9ပရိတ်ချပြီးသွားခဲ့တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီမှာပြန်ပြီးတော့ရှင်းပြပေးရှင်းဖြစ်ပါတယ်ရှေ့မှာလေးတင်ပေးထားခဲ့ဘူးတယ်ပေါ့နော်ဒီ3ခွန်တော့နှစ်တော်များကိုတော့တပင်တော့ကတင်ပေးထားတာဖြစ်ပါတယ်3ခွန်မှာ9ပရိတ်ချပြီးသွားတယ်ပေါ့နော်ခွန်ရှင်း9နှစ်ထဲက9ပရိတ်3ခွန်ဖြစ်ပါတယ်โอเคကျွန်တော်တို့နပ်ပင်ထမ်းဆောင်တာဖြစ်ပါတယ်ပေါ့နော်အခုတော့ရလာပြီဖြစ်ပါတယ်8 9လေးရယ်5 6 3ရယ်ဆိုတော့ကျွန်တော်ဒီမှာ8 9ခွန်5ပရိတ်ရမှာဖြစ်ပါတယ်ဒါဒီ6ချိန်အတွက်ဒီပရိတ်လေးလုံးထပ်ပြီးချပြီးတော့ခဲ့အောင်မယ်ဆိုရင်တော့ဒီ8 9ခွန်5ပရိတ်ထဲကပေါ့နော်တနည်းကထပ်ပြီးချပြီးတော့ခဲ့မယ်ဆိုရင်တော့8 9ခွန်5ပရိတ်လေးလုံးထဲကဖြစ်မယ်ပေါ့နော်โอเคဒီရဲ့တနည်းကိုလေ့လာကြအောင်ဒီရဲ့တနည်းကဒီ3ည63ကဒီ3ညထိန်းနဲ့3ပိန်နဲ့ပေါင်းတာပေါ့နော်3နဲ့3ပေါင်း3ကိုတိတူတာလေ3လေးပေါင်းရှင်းခွန်ဒီ3ကိုခွန်နဲ့ထပ်ပေါင်းရှင်း30ဖြစ်ပါတယ်ဒါကြောင့်မို့3လေးခွန်3များထဲကခွန်ပရိတ်3ခွန်က6နဲ့6ပေါင်း7နှစ်ကိုတိတူ3နှစ်3ပေါင်းရှင်းက5နှစ်နဲ့5နဲ့ထပ်ပေါင်းရှင်း9ရတဲ့အတွက်နှစ်3 5ခွန်ပရိတ်ထဲက3ပရိတ်လေးရှိတဲ့တိ6မှာတင်းနဲ့6ပေါင်းခွန်တိတူ8ခွန်ပေါင်းဒါ15ခွန်5ပေါင်း7ပေါ့နော်ဒီမှာ9နဲ့3နဲ့ပေါင်း9နဲ့9ပေါင်း